Okay ဒါကျွန်တော်တို့19ရက်နေ့မနေ့7နာရီအတွက်ပေါ့နော်ဒါလေးတစ်ချက်ပြပေးမယ်ဒီ3လုံးပေါင်းချင်းက1ဒီမှာ1ထိပ်နော်ဒီ3လုံးပေါင်းချင်းက4ဒီမှာ4ထိပ်ဒီ3လုံးပေါင်းချင်းက2ဒီမှာ2ထိပ်ဒီ3လုံးပေါင်းချင်းက8ဆိုတော့ဒီမှာ8ထိပ်ရှိမယ် Okay အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ပြပေးချင်တာရှိတယ်ဒီ3လုံးပေါင်းချင်းက3နဲ့ခက်5ဆိုပြီးတော့3လုံးပြန်စေနေဒီ3လုံးပေါင်းချင်း99နဲ့ခက်6ဆိုပြီးပြန်စေနေဒီ3လုံးပေါင်းချင်း5ဆိုတော့5နဲ့ခက်3ဆိုပြီးပြန်စေနေဒီ3လုံးပေါင်းချင်း3ညနဲ့ခက်9ဆိုတော့6ထိပ်8ထိပ်နဲ့6ထိပ်ဆိုပြီး2ခုရတယ်အဲ့မှာကျွန်တော်ဒီ3လုံးပေါင်းချင်းက8ဒီ3လုံးပေါင်းချင်းက8ပါဝါ3နဲ့ခက်5ဆိုတော့5ပိဒီ3ပေါင်းချင်းက8ပါဝါ3နဲ့ခက်5ဒီမှာ5ပိလာတယ်ဒီ3လုံးပေါင်းချင်း6ပါဝါ1နဲ့ခက်8ဒီမှာ8ပိဒီ3လုံးပေါင်းချင်းက3ပါဝါ8နဲ့ခက်1ဒီမှာ1အပိလာမလားပေါ့အဲ့ဒါလေးတစ်ခုရှိမယ်ပေါ့နော်ဒါလေးကကျွန်တော်ကတနေ့ကုန်1 break ပါနိုင်ကြည့်ရှိတယ်ပေါ့ဗျာကျွန်တော်ဘာလို့လုပ်ပြောရလဲဆိုရင်ကျွန်တော်တို့ချက်ပြပေးမယ်နော်ဒီ3လုံးပေါင်းချင်းက8ဆိုတော့ဒီမှာ8 break လာတယ်နော်ဒီ3လုံးပေါင်းချင်းက9ဆိုတော့ဒီမှာ9 break လာတယ်ဒီ3လုံးပေါင်းချင်းက3ညဆိုတော့ဒီမှာ3ည break လာတယ်ဒီ3လုံးပေါင်းချင်းက8ဆိုတော့ဒီမှာ8 break ကနေကုန်အတွက်လာနိုင်ကြည့်ရှိတယ်မနက်ပိုင်းပူအားတန်တာပေါ့လေအဲ့ဒီမှာကျွန်တော်ဒါပြီးဒါလေးကကျတော့3ညပါဝါ9 3ပါဝါ8 2ပါဝါခွင့်ဆိုတော့ခွင့်ပေးကြတဲ့ကိုလေးဒါလေးကုန်ပေါင်းတော့ကျွန်တော်ဒီမှာဒါထိုးရမယ်ဟာပေါ့နော်ကျွန်တော်ဒီဟာကိုအပူမပါခွေနိုင်ခွေပေါ့လေမခွေနိုင်ဘူးဆိုရင်ဒါလေးကိုရေးထိုးမယ်နောက်တစ်ခုကျွန်တော်ထည့်ထိုးချင်တာတစ်ခုကဏ္ဍထည့်ချင်တာရှိတယ်ဒါကကျတော့ပါလဲဆိုရင်8 3ညနဲ့ကျွန်တော်6နှစ်ကပါပြီသားနော်6နှစ်ဆိုတော့8 3ညနဲ့1ခေါ်ပေါ့ဒါလေးကျွန်တော်ကဏ္ဍထည့်ချင်တယ်